ဒီနေ့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေကိုအနေငယ်အားပေးခြင်းနဲ့ဒီနေ့ကျွန်တော်အားပေးခြင်းတဲ့အရာကတန်ဖိုးထားပါဆိုပြီးခါမှာအဲ့ဒီကောင်းစဉ်ရဲ့အောက်မှာကျွန်တော်အနေငယ်ဖွင့်အားပေးခြင်းနဲ့တန်ဖိုးထားပါလို့ကျွန်တော်ပြောလာတဲ့အချိန်မှာအဲ့ဒီတန်ဖိုးထားပါလို့ကောင်းစဉ်ရဲ့အောက်မှာကကျွန်တော်တို့ဘာဒီလိုအချက်ရှိလဲကျွန်တော်တို့ဒီဘဒုကိုကျွန်တော်တို့တန်ဖိုးထားလာခဲ့တယ်လေလူတွေကတော့ကျွန်တော်တို့ကိုဘဒုတွေကတော့ကျွန်တော်တို့ကိုတန်ဖိုးထားခဲ့တယ်လေဒီနေ့ဒူတပန်းကိုကိုတိုင်ကတန်ဖိုးထားခံချင်လို့ရှိရင်ကိုတိုင်ကပရမဦးဆုံးဒူတပန်းကိုတန်ဖိုးထားတတ်ဖို့အရေးကြီးတယ်အဆက်နာမကြည့်နဲ့ပစ္စည်းဥစ္စာမကြည့်နဲ့ဘုရားရဲ့မျက်တာကိုကြည့်ပါဘုရားရဲ့မျက်တာကိုကြည့်ပါတမန်တရားကိုကြည့်ပါဘယ်တော့အခါမှလူတယောက်ကိုအထင်မသေးနဲ့ခမည်းအထင်သေးတဲ့လူကမနဲ့ဖြင်သူကဘယ်လိုပုံစံနဲ့ပြန်နေလာမလဲနောက်နှစ်ဘယ်လိုပုံစံနဲ့ဖျားရဲ့ကောင်းကြီးကိုပြန်ခံစားလာမလဲကျွန်တော်တို့မသိနိုင်ဒါကြောင့်မလို့ကျွန်တော်တို့လူအချင်းချင်းပဲသူ့မှာအားနဲ့ချက်ရှိတယ်လို့အားတာချက်တွေလည်းရှိမှာဖြစ်တယ်သူ့မှာလိုအပ်ချက်ရှိတယ်လို့သူ့မှာပြည့်စုံတဲ့အရာတွေလည်းမြောက်များစွာရှိမှာပဲဖြစ်တယ်သူ့ရဲ့လုံးသားကိုကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေဖြစ်တဲ့အချိန်မှာကျွန်တော်တို့တွေအရာတိုင်းမှာတန်ဖိုးထားဖို့လိုတယ်ကိုတိုင်ကတန်ဖိုးထားခံချင်လို့ရှိရင်ကိုနိုင်ကသူတစ်ပါးကိုတန်ဖိုးထားတတ်ဖို့လိုတယ်ဒီနေ့ကျွန်တော်တို့ပညာတတ်ဖို့မလိုဘူးအတ္တိတရားရှိဖို့လိုတယ်ဒီနေ့ဘလောက်ပဲပညာတတ်တာအတ္တိတရားမရှိရင်အဲ့ဒီလူကလူတွေရဲ့လေးစားခြင်းခံရမှာမဟုတ်ဘူးဒီနေ့ခမည်းနဲ့ကျွန်တော်နဲ့ဘလောက်ပဲပညာတတ်တာဘလောက်ပဲပွဲရဘယ်နဲ့ထပ်ပဲကျွန်တော်တို့ပွဲရကျွန်တော်တို့ရဲ့လုံးသားထဲမှာအတ္တိတရားမရှိဘူးမေတ္တာမရှိဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ပွဲရတဲ့အရာတွေကလည်းအလကားအချင်းကြီးတွေဖြစ်တယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကဘာကိုပြောချင်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ဘလောက်ပဲဘယ်နဲ့ထပ်ပဲပွဲရဘယ်လိုပုံစံနဲ့ပဲကျွန်တော်တို့ပညာတတ်ကြီးဖြစ်နေကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအတ္တိတရားရှိဖို့စာနာစိတ်ရှိဖို့တွေးခေါ်တတ်တဲ့ဉာဏ်ပညာရှိဖို့လိုအပ်ပါတယ်အဲ့ဒါမှတာလေအဲ့ဒါမျိုးတွေရှိမှတာလေကျွန်တော်တို့ဟာလူတွေရဲ့လေးစားခြင်းခံရမယ်လူတွေရဲ့အချစ်ခံရမယ်ဒါပေမဲ့ကျွန်တော်ကတော့ဘယ်တုန်းခါမှလူတွေရဲ့အချစ်ကိုကျွန်တော်မခံချင်ခဲ့ပါဘူးလူတွေရဲ့လေးစားကိုလည်းလေးစားမှုလည်းကျွန်တော်မခံစားချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘဝနဲ့ကျွန်တော်အကောင်းဆုံးလျှောက်လာမယ်ယုံကြည်ချက်နဲ့ကျွန်တော်ပုံဖော်မယ်ယုံကြည်ချက်နဲ့အရာအားလုံးကျွန်တော်တင်ပိုက်မယ်ဒီနေ့ဖျက်ရမျက်မှောက်တော်မှာကျွန်တော်သွားမယ်ဒီနေ့ဖယားတခင်တပါးဒီတာကကျွန်တော်ကိုချစ်မြောက်ရပြီဖယားတခင်တပါးဒီတာကကျွန်တော်ကိုဒီနေ့ကောင်းချီးပေးရပြီလူတွေကကျွန်တော်ကိုလေးစားလာလို့ရှိရဲ့သူတို့လေးစားကျွန်တော်ကိုသူတို့လေးစားလာတဲ့အရာတွေကနာရီပိုင်းပဲဖြစ်ရင်ဖြစ်မယ်လပိုင်းပဲဖြစ်ရင်ဖြစ်ဖယားတခင်ကျွန်တော်ကိုချစ်မြောက်တဲ့အရာတွေကထာဝရတည်မြဲတဲ့မေတ္တာတရားတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ဖယားပေးတဲ့မေတ္တာပဲကျွန်တော်လိုချင်တယ်ဒါကြောင့်မလို့လူတိုင်းကိုကျွန်တော်မေတ္တာကိုကျွန်တော်အမြဲတမ်းကျွန်တော်ပေးနိုင်အောင်ကြိုးစားတယ်ဒီနေ့ကျွန်တော်မှာအားနည်းချက်တွေရှိတယ်လို့ကျွန်တော်မှာအားနည်းချက်တွေလည်းမြောက်များစွာရှိတယ်ကျွန်တော်မှာလိုအပ်ချက်တွေလည်းမြောက်များစွာရှိတယ်ဒါပေမဲ့ကျွန်တော်မှာအားနည်းချက်ရှိခဲ့တယ်လို့အတန်ဟိုင်ဆုံးဘယ်လိုပြောရမလဲလူတွေကိုလည်းကျွန်တော်ချစ်တယ်တန်ဖိုးလည်းထားတယ်ညက်လည်းညက်နူးတယ်ဒါကြောင့်မလို့ဖယားတခင်ရဲ့အလိုတော်ထဲမှာကျွန်တော်တို့အသက်ရှင်နိုင်တော့အသက်ရှင်နိုင်တတ်တဲ့ဒူတွေဖြစ်နိုင်ဖို့အတွက်အရေးကြီးတယ်ဆိုပြီးခါမှာကျွန်တော်အားပေးခြင်းတယ်ဒီနေ့ဒီနေ့ကျွန်တော်နဲ့ဒီနေ့ယုံကြည်သူတွေအသက်တာမှာထူးတစ်ဖြက်တင်မမျော်လင့်တဲ့အရာတွေတင်ကတော့ယူပေါင်းကြီးထားမယ်တင်ဖြစ်ချင်တာတင်ခမည်းဖြစ်ချင်တဲ့အရာနဲ့ဖျားကြုံစီတဲ့အရာကတော့ဘယ်တော့မှတူလာမှာမဟုတ်ဘူးတူတဲ့အချိန်တိုင်းရှိတယ်လို့မတူညီတဲ့အရာတွေလည်းမြောက်များစွာရှိမယ်ဒါပေမဲ့တင့်ကိုကျွန်တော်အားပေးချင်တဲ့အရာကဖျားပေးတဲ့အရာကိုတော့ခမည်းနားလည်စီချင်တယ်ဒါကြောင့်ဆုတောင်းပါဆုတောင်းခြင်းနဲ့အသက်ရှင်ပါဆုတောင်းခြင်းနဲ့အသက်ရှင်ရင်တော့သူဒီဖျားတခင်ကအောင်မြင်ခြင်းပေးတာဖြစ်တယ်
ဒီကနေ့ဟာလေလုယာဒီနေ့ကျွန်တော်ယုံကြည်သူတွေပြောချင်တယ်ခမညာလူတွေကိုပဲတော့ခါမှာအထက်မတေးနဲ့အမြင်လည်းမတေးနဲ့မကဲ့ရဲ့နဲ့မဝေဖန်နဲ့မဆုတ်ချနဲ့တင်ဘောနဲ့တင်အေးအစီစီညက်မောက်တော်ထဲမှာအေးစီသွားပါဖရာသခင်ကတင်ကောင်းကြီးခံစားခြင်းလို့ရှိရင်ဖရာထားတဲ့နေရာမှာနေပါဖယားပြောခိုင်းတဲ့အရာကိုပြောပါဖယားမပြောခိုင်းတဲ့အရာကိုမပြောနဲ့တဲ့ရနှုတ်ရှာပါစားအပြည့်ဒုတပါမျက်ရည်မကြစီနဲ့တဲ့ရနှုတ်ရှာပါစားအပြည့်ဒုတပါဒီနာကျင်မှုတွေမပေးပါစေနဲ့တဲ့အားဖြက်လူတွေဝမ်းမြောက်ဖို့အရေးကြီးတယ်တဲ့အားဖြက်လူတွေပြောင်းလဲဖို့အရေးကြီးတယ်တဲ့အားဖြက်လူတွေဆွလန်းဖို့ကောင်းကြီးခံစားဖို့အတွက်ကအမတားမှအရေးကြီးတယ်ဒီကနေ့ယုံကြည်သူတွေရဲ့အတက်တာကျွန်တော်တို့အခုကျမ်းစာကျွန်တော်ပညာမတတ်ဘူးဒါပေမဲ့ကျွန်တော်ဖယားကိုအရန်ရှာငတ်ကျွန်တော်အရန်ချစ်ရတဲ့လူတွေကျွန်တော်အရန်တန်ဖိုးထားတဲ့လူတွေကကျွန်တော်ကိုအချိန်တန်ရကျွန်တော်ကိုတန်ဖိုးမဲ့တဲ့တန်ဖိုးမရှိတဲ့ပစ္စည်းတစ်ခုလို့ကျွန်တော်ကိုတတ်မှတ်ကြဒါပေမဲ့နေ့စဉ်တိုင်းမှာတို့ကိုကျွန်တော်ကအမြဲတမ်းတန်ဖိုးထားတယ်ကျွန်တော်ကိုတန်ဖိုးမထားတဲ့လူတိုင်းကိုကျွန်တော်အမြဲတမ်းတန်ဖိုးထားတယ်ကျွန်တော်ကိုမချစ်တဲ့လူတွေကိုကျွန်တော်အမြဲတမ်းကျွန်တော်ချစ်တယ်ဘာဖြစ်လို့ကျွန်တော်နှလုံးသားသူတို့ဘာလာမမြင်နိုင်ဖယားပဲမြင်နိုင်တာဖြစ်တယ်ကျွန်တော်ရဲ့နှလုံးသားကိုမြင်နိုင်တဲ့သူကယေရှုခရစ်တော်ပဲဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ဟာထာဝရအတက်ကိုဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေအတက်တာမှာထာဝရကယ်တင်ခြင်းကိုရရှိဖို့ရအတက်ကမတာမရည်ကြီးဒီနေ့ကျွန်တော်တို့လောကမှာယုံကြည်သူတွေကျွန်တော်တို့ယုံကြည်သူတို့ပြောကြတယ်သူတို့ဘာပေါ်မှာသူတို့ဘာရဲ့အားနဲ့ချက်ကိုကျွန်တော်တို့ခွတ်မထွက်နိုင်ဘူးသူတို့ဘာရဲ့အားနဲ့ချက်ကိုကျွန်တော်နားမလည်ပေးနိုင်ကြဘူးသူတို့ဘာကိုမျက်တံမပေးနိုင်ကြဘူးသူတို့ဘာကိုကျွန်တော်တို့ခွတ်မထွက်နိုင်ကြဘူးဘာယုံကြည်သူလဲတင်တွန်းရဲ့ဘယ်သွားမလဲတင်ဒီတွန်းရဲ့ဘယ်သွားမလဲတင်တွန်းမဲ့လမ်းရောဒီနေ့ပြေချပြီးပြီလားစဉ်းစားပါမိတ်ဆွေယုံကြည်သူခမည်းယုံကြည်သူစစ်မှန်တဲ့ယုံကြည်သူတယောက်ဖြစ်ချင်လို့ရှိရင်လူတယောက်ရဲ့အသက်လူတယောက်ကိုဘယ်တော့ခါမှစော်လည်းမစော်ကားနဲ့အထက်လည်းမတင်းနဲ့အမြင်လည်းမတင်းနဲ့ဒီနေ့အမြဲတမ်းတင့်ကိုမချစ်တဲ့သူရှိရင်တောင်မှတင့်ကိုအမြဲတမ်းတင့်ဖက်ကနေချစ်နိုင်အောင်ကြိုးစားပါဒီနေ့ကျွန်တော်ပြောနေတဲ့အရာတွေဟာဒီနေ့ကျွန်တော်နှလုံးသားထဲမှာဒီနေ့ကျွန်တော်ရဲ့အတက်တာမှာဖယားသခင်ကထူးခြားမှုတွေပေးလာမှာဖြစ်တယ်ဒီကနေ့ယုံကြည်သူတွေဖယားရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်တို့တွာလာလို့ရှိရင်သူတို့ဘာရှိကနေသူတို့ဘာရှာနေရချင်တယ်လူချင်တဲ့စိတ်နဲ့ဘယ်တော့ခါမှဖယားရဲ့အစီမခံပါနဲ့ဘယ်တော့ခါမှခမညာဖယားရဲ့ပုံတော်ထင်ရှားလာမှာမဟုတ်ဘူးဒီကျွန်တော်တင်ဖယားပုံတော်ထင်ရှားချင်လားဖယားရဲ့ပိတ်တိတ်ခံချင်လားဖယားကောင်းကြီးခံစားချင်လားဖယားရဲ့ယူပါယုံဒီခမညာမြင်ချင်လားတာဆိုရင်ခမညာဘေးစားချင်နေတော့ခမညာညစ်ရကြရမယ့်အချင်းရှိတယ်။နာကျင်ချင်းနေရတဲ့အချင်းရှိမယ်။ဒီကျွန်တော်တို့ဂျုံဖယားရဲ့မျက်မှောက်တော်ထဲမှာဖယားရဲ့အမှုတော်များထဲမှာကျွန်တော်တို့အစီခံတဲ့လူတွေရဲ့အတက်တာနဲ့တာမန်လူတွေရဲ့အတက်တာကျွန်တော်တို့မတူဘူး။တာမန်လူတွေမခံစားနိုင်တဲ့အရာတွေမကြုံဘူးခဲ့တဲ့အရာအားလုံးဟာကျွန်တော်တို့ကကြုံလာရမှာဖြစ်တယ်။အဲ့ဒီချိန်မှာကျွန်တော်တို့တင်းလုံးတာထဲမှာဘယ်လိုဆုံးဖြတ်ချက်ရှိလဲ။ကျွန်တော်ကတော့ဖယားရဲ့အမှုတော်မြတ်ထဲမှာဖယားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဝင်ခရတဲ့အတွက်ကြောင့်ကျွန်တော်တည်ရင်လည်းကျွန်တော်တည်ပြောတယ်ကျွန်တော်စားစရာမရှိရင်တောင်မှနှုတ်ကပတ်တော်ကိုကျွန်တော်ဟောမှာဖြစ်တယ်ဓမ္မကျမ်းစာကိုကျွန်တော်ပြောမှာဖြစ်တယ်ဟာလေလုကျွန်တော်တည်ခက်တည်မယ်ဆိုတော့မှနှုတ်ကပတ်တော်ပြောခဲ့ပြီးမှပဲကျွန်တော်တည်မှာဖြစ်တယ်ဒီနေ့တင်းနဲ့ကျွန်တော်ရဲ့အတက်တာမှာနှုတ်ကပတ်တော်ရှိဖို့လိုတယ်ကျွန်တော်တို့လုံးသားကိုတကယ်ပဲမိမိကဲတဲ့ပန်ရှင်အဖြစ်ယေရှုခရစ်တော်ကိုတကယ်ယုံကြည်နိုင်တော်သူဖြစ်ဖို့အတွက်အမတားမှအရေးကြီးတယ်ဒီနေ့တင်တွန်းမဲ့လမ်းဝတီချပြီးပြီလားခမည်းယုံကြည်သူဖြစ်ယုံနဲ့ခမည်းကောင်းကင်နိုင်ငံရောက်မယ်လို့ခမည်းမထင်နဲ့နော်စဉ်းစားပါလောကကြီးကဆုတ်ထွေးလာပြီနှုတ်ကပတ်တော်ပြည့်စုံလာပြီယေရှုခရစ်တော်လောကမှာရှင်းကြောလာဖို့နီးလာပြီဒီကျမ်းစာကြည့်တဲ့လူတွေကမြင်မှာဖြစ်တယ်ဒီနေ့ပျော်ပါရမယ်အချိန်မဟုတ်တော့ဘူးအေးရှိနေရမယ်အချိန်မဟုတ်တော့ဘူးဆုတောင်းရမယ်အချိန်ရောက်ပြီဆိုတာကိုတင့်ကိုကျွန်တော်အားဖြည့်ခြင်းနဲ့အရောက်ချင်းစီ